အားလုံးပဲမင်္ဂလာပါ exercise 5.2 က number 4 ကိုဆက်တွေ့ကြရအောင် in each of the following cases find the matrix A which satisfies the given equation ပေးထားတဲ့ equation ကိုပြည်လည်စေတဲ့ matrix A ကိုရှာပါတဲ့အဲ့တော့ပေါ့နော်ဆမတို့ရှေ့မှာပြောခဲ့တဲ့အထက်က matrix တစ်ခုနဲ့သူ့ရဲ့ negative matrix နဲ့ပေါင်းရင် zero matrix ရတယ်နောက်ပြီး matrix တစ်ခုကို zero matrix နဲ့ပေါင်းရင်အဲ့ဒီ matrix ပဲပြန်ရတယ်ဆိုတဲ့ concept လေးတစ်ခုကိုသုံးပြီးတော့ဒီပုံစံလေးတွေကိုဖြည့်ရှင်းရမှာပါနံပါတ် A ကနေစတက်ကြရအောင်နံပါတ် A ပေးထားတာက A plus 3 4 is equal to negative 4 3ဒီမှာ A ကိုလိုချင်တာဖြစ်တဲ့အတွက်သူနဲ့ပေါင်းထားတဲ့3 4 matrix ကို zero matrix ဖြစ်အောင်ပြောင်းမယ်ဒါကြောင့် equation ကြီးတစ်ချောင်းလုံးကို3 4 matrix ရဲ့ negative matrix ဖြစ်တဲ့ negative 3 negative 4နဲ့ပေါင်းပါမယ် A plus 3 4 plus negative 3 negative 4 is equal to negative 4 3 plus negative 3 negative 4 A plus matrix နှစ်ခုပေါင်းတဲ့အခါမှာသူတို့ရဲ့ corresponding အချင်းချင်းပေါင်းမှဖြစ်တဲ့အတွက်3နဲ့ negative 3နဲ့ပေါင်းတော့0ရမယ်4နဲ့ negative 4နဲ့ပေါင်းတော့0ရမယ် is equal to negative 4နဲ့ negative 3နဲ့ပေါင်းတော့ negative 7ရပါမယ်3နဲ့ negative 4နဲ့ပေါင်းတော့ negative 1ရပါမယ်အဲ့တော့0 0ဆိုတဲ့ matrix က0 matrix ဖြစ်တဲ့အတွက်သူကို O လို့ပြောင်းရလိမ့်မယ် is equal to negative 7 negative 1matrix A နဲ့ zero matrix နဲ့ပေါင်းရင် matrix A ပဲပြန်ရတာဖြစ်တဲ့အတွက်ထို့ကြောင့် matrix A is equal to negative 7 negative 1ဆိုပြီးတော့ရသွားပါမယ် Okay နံပါတ် B ကိုဆက်ပြီးတော့တွေ့ကြရအောင်နံပါတ် B က A plus 1 0 0 1 is equal to 0 2 2 1ဒီမှာလဲ A ကိုလိုချင်တာဖြစ်တဲ့အတွက်နော်သူနဲ့ပေါင်းထားတဲ့1001ဆိုတဲ့ matrix နေရာမှာ0 matrix ဖြစ်အောင်ပြောင်းမယ်ဒါကြောင့် equation တစ်ခုလုံးကိုသူ့ရဲ့ negative matrix ဖြစ်တဲ့ negative 1 0 0 negative 1ဆိုတဲ့ matrix နဲ့ပေါင်းပါမယ် A plus 1 0 0 1 plus negative 1 0 0 negative 1 is equal to 0 2 2 1 plus negative 1 0 0 negative 1 okay အဲ့တော့ matrix နှစ်ခုပေါင်းရင်သူတို့ရဲ့ corresponding entry ချင်းချင်းပေါင်းမှဖြစ်တဲ့အတွက်1နဲ့ negative 1နဲ့ပေါင်းတော့0 0နဲ့0နဲ့ပေါင်းတော့0 0နဲ့0နဲ့ပေါင်းတော့0 1နဲ့ negative 1နဲ့ပေါင်းတော့0 is equal to 0နဲ့ negative 1နဲ့ပေါင်းတော့ negative 1 2နဲ့0နဲ့ပေါင်းတော့2 2နဲ့0နဲ့ပေါင်းတော့2 1နဲ့ negative 1နဲ့ပေါင်းတော့0 0 0 0 0ဆိုတဲ့ matrix က0 matrix ဖြစ်တဲ့အတွက် A plus O is equal to negative 1 2 2 0 okay matrix A နဲ့ 0 matrix နဲ့ပေါင်းရင် matrix A ပြန်ရတာဖြစ်တဲ့အတွက် therefore A is equal to negative 1 2 2 0ဆိုပြီးတော့ရသွားပါမယ်